အားလုံးပဲမင်္ဂလာပါ Daily Office စီမံနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့တင်မော်ရဲ့ကုံဘလူတင်လဲကုံဘလူချလဲဆိုတာကိုပြပေးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့စိတ်ကမ်းမှာကုံတင်နေတာဖြစ်ပါတယ်အဲမြေရှားတွေတင်နေတာပါကမ်းမှာကုံတင်ပြီးတော့ကျွန်တော်တို့ကကြောက်ကွင်းမှာပင်လယ်ထဲမှာပေါ့ချစ်တူချစ်ကပ်ပြီးတော့ကုံပြန်ချပေးရတာပါကုန်ပြီးခါနီးဆိုရင်ကျွန်တော်တို့က dress ဆင်းဖက်ပေးရပါတယ် After 4.7 sir. Okay, 4.7. ကျွန်တော်တို့3နာရီလောက်လှုပ်တင်လှုပ်ပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့ကုန်ပြန်လျှောက်ဖို့စီးထဲကိုမောင်းရပါတယ်အဲလိုစီးထဲကိုမောင်းနေတဲ့အချိန်မှာကုကျူတီဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ဝီးကင်ပေးရပါတယ်6နာရီလောက်မောင်းပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ကာကူတခြားလုံးမဲ့နေရာကိုရောက်ပါပြီကျွန်တော်တို့တင်မောကုံဘလူချလဲဆိုရင်တော့တွေ့ရတဲ့အတိုင်းပါပဲကျွန်တော်တို့တင်မောကာကိုgreen ship ကနေပြီးတော့ဟိုဘက်ဘက်ကရီယာ6ပေါက်တင်မောအကြီးတဲ့ကိုပြန်တင်ပေးနေတာပေါ့နော်ကျွန်တော်တို့ကတင်မောကြီးရဲ့ Starboard site ဘက်မှာပေါ့နော်ပေါ် site ဘက်မှာလည်းအခုလိုမျိုးပဲနှစ်စီးကုန်ချနေပါသေးတယ်အားလုံးဆိုလို့ချင်းတင်မော5စီးပူပြီးတော့ကတ်ထားတာပါကျွန်တော်တို့တင်မောရဲ့လုတ်တင်လုတ်တင်ကတော့ဒီလောက်ပါပဲခင်ဗျာ subscribe လေးလုပ်ပေးသွားပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်